မင်းကလေးငယ်ဟာအိမ်ကမြေအောက်ခန်းထဲကရေရင်းဟောင်းရဲကိုမတော်တဆပြုတ်ကျသွားခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲဒီရေရင်းရဲကနေလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကရှေးဟောင်းနန်းတွင်းစီကိုအချိန်ခရီးနဲ့ရောက်ရှိသွားခဲ့ပြီးအဲ့ဒီနန်းတွင်းထဲမှာပိတ်လောင်ခံထားရတဲ့မင်းသားလေးကသူမကိုကယ်တင်ပေးခဲ့တယ်မင်းကလေးကဝါမင်းကရှေးဟောင်းဝတ်စုံကြီးဝတ်ထားတာပဲဒီအင်ဂျီတော်တော်လာတာပဲနော်မင်းသားလေးကဒီလိုမှန်းသိရင်မကယ်ပါဘူးမင်းကလေးကဒီနေရာတစ်ကိုအရန်စိတ်လှုပ်ရှားပြီးပျော်ရွှင်စွာနဲ့တခြားတစ်ဖက်ကိုပြေးသွားပြီးဒန်းစီနေခဲ့တယ်မင်းသားကငါနန်းတွင်းထဲမှာဒီလိုပျော်ပျော်ရွှင်ရွှင်ကစားနိုင်တဲ့သူကိုပထမဆုံးမြင်ဘူးတာပဲမင်းကလေးကဟာအိမ်စာလုပ်เสียမလို့ရင်တင်ငါကတော့အမြဲတမ်းပျော်နေတာပဲသူတို့စကားပြောနေကြပေမဲ့တယောက်ပြောတာတယောက်နားမလည်ကြဘူးမင်းသားလေးက तू မပြောတဲ့အိမ်စာဆိုတာဘာလဲဆိုတာမသိတယ်လို့ तू မပြောတဲ့ तू ထေးသားဆိုတဲ့အတိတ်ပဲကိုလည်းနားမလည်ခဲ့ဘူးမင်းသားကမင်းကဘယ်နှန်းဆောင်ကလေးအရင်ကမင်းကိုနန်းတွင်းထဲမှာမမြင်ဘူးပါဘူး तू ကမင်းကလေးကိုဘယ်ကလာလဲလို့မေးလိုက်တော့မင်းကလေးကတမင်တကာဆက်နောက်ပြီး तू မကနန်းတွင်းကပဲလာတာလို့ပြောလိုက်တယ်မင်းကလေးငါနာမီကလင်းယိုဒီနှစ်မှ10နှစ်ပဲရှိသေးတယ်စတုတ်ထထန်းကမင်းနာမီကဘာလဲမင်းသားမင်းငါကိုဘယ်သူလဲဆိုတာမသိဘူးလားမင်းကလေးမင်းမငါကိုမပြောပြတာငါကဘယ်လိုလုပ်သိမှာလဲရှောင်ရှက်လားအခုကစားပြီးတို့တွေကသူငယ်ချင်းကောင်းတွေဖြစ်သွားပြီနော်ဒီအချိန်မှာမင်းကလေးရဲ့ဘိုက်ကစားလို့မြည်လာတာကြောင့်မင်းသားလေးကိုစားစရာရှိမလဲလို့မေးလိုက်တယ်ဒါပေမဲ့နန်းတွင်းထဲမှာရေရှိပိတ်လောင်ခံထားရတဲ့မင်းသားလေးထုတ်ပေးနိုင်တဲ့စားစရာဆိုလို့မှုတက်နေတဲ့မုံလုံးတစ်ဝက်ပဲရှိခဲ့တယ်မင်းကလေးကမင်းကနေတိုင်းဓာတွေရဲ့စားတာလားမင်းမိဘတွေကမင်းပေါ်တော်တော်ရက်ဆက်တာပဲဓာတွေစားရင်ယောဂရကုန်မှာပေါ့မင်း KFC စားဘူးလားဒီနေ့ကြာတာပါဒီနေ့ဆိုတော့ငါမင်းကိုဝယ်ကျွေးမယ်ခဏဆောင်နေဦးငါမင်းအတွက် KFC သွားယူပေးမယ်ပြောဆိုနဲ့ပဲရေတွင်းထဲကိုတန်းပြီးခုန်ချသွားခဲ့တယ်မင်းသားလေးဟာဒါကိုမြင်ပြီးထိတ်လန့်သွားကဝမ်းနေပြီးငုံမိသွားတော့တယ်ဘာလို့လဲဆိုတော့မင်းကလေးဟာသူ့ရဲ့တူတဲ့တော်သူငယ်ချင်းဖြစ်လို့ပါပဲဒါပေမဲ့မင်းကလေးဟာလက်ရှိမျက်မှောက်ခေတ်ကသူမရဲ့အိမ်ကိုပြန်ရောက်သွားပြီဆိုတာမင်းသားလေးမသိခဲ့ဘူးသူမကအမေဖြစ်သူကိုကြက်ကြော်ပုံကြီးစားကျင်တယ်လို့ပြောပြီး KFC ဝယ်ကျွေးရင်အိမ်စာအားလုံးကိုပြီးအောင်လုပ်မယ်လို့ကတိပေးခဲ့တယ်မင်းသားလေးကိုကြက်ကြော်ကျွေးကျင်တဲ့စိတ်စောနဲ့သူမဟာစိတ်အေးလက်အေးထားပြီးအခန်းထဲမှာ2 နာရီကြာအောင်အိမ်စာတွေကိုကြိုးစားလုပ်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူမဟာစားစရာအများကြီးကိုတည်ဆောင်ပြီးရေတွင်းထဲကိုမဆိုင်မတော့ခုန်ချခဲ့ပြန်တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့သူမတော်ကြာအောင်စောင့်ဆိုင်ခဲ့ရပြီးမှမင်းသားလေးကသူမကိုဆွဲတင်ပေးနိုင်ခဲ့တယ်သူမမထင်မှတ်ထားတာကတော့2 နာရီလောက်ပဲခွဲခွာခဲ့ရပေမဲ့မင်းသားလေးရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေအပြည့်နဲ့တယောက်ရဲ့နှိပ်စက်ခြင်းကိုခံထားရတယ်လို့ဖြစ်နေတာပဲသူမမသိခဲ့တာကလက်ရှိကဘာရဲ့2 နာရီဟာရှေးဟောင်းကဘာရဲ့2 ရက်ဖြစ်နေခဲ့တာပါဒီရက်ပိုင်းတွေမှာမင်းသားလေးဟာသူမကိုအမြဲတမ်းလိုက်ရှာနေခဲ့ပေမဲ့ဘလို့မှရှာမတွေ့ခဲ့ပါဘူးမင်းကလေးကစိတ်လှုပ်ရှားစွာနဲ့သူမယူလာတဲ့ခစ်ပေါ်စားစရာတွေကိုထုတ်ပြီးမင်းသားလေးနဲ့မျှဝေစားတော့ခဲ့တယ်မင်းသားကဒါကလိုင်ကြီးငကားမောက်တီးမဟုတ်လားလိုင်ကြီးတစ်လုံးကရွှေတပိတာထက်တန်မိုးရှိတာဒီလောက်အဖိုးတန်တဲ့အရာကိုမင်းကဘလို့လုပ်ရတာလဲမင်းကတကယ်တော့ဘာတူလဲမင်းကလေးကဟင်ဒါကအဲ့ဒီလောက်ဈေးကြီးလို့လားငှက်ပြောသီးက2 ချက်ခွဲလိုင်ကြီးက6 ချက်စပစ်တီးက9 ချက်ပဲလေမင်းကိုဘောကအင်ဂျီကပိုတောင်ဈေးကြီးသေးတယ်အဲ့ဒီနောက်မှာတော့သူကသူ့ကိုဘောကတခုတည်းတော့အဖိုးတန်နဲ့ကြောက်စိမ့်ဆွဲပြားကိုမင်းကလေးကိုလက်ဆောင်ပေးခဲ့တယ်မင်းကလေးကလည်းအမေပေးထားတဲ့အသက်ရှည်ကြောက်စိမ့်ကျိုးကိုပြန်ပြီးလက်ဆောင်လဲပေးခဲ့တယ်သူတို့နှစ်ယောက်ဟာအရာရာကိုရင်ဖွင့်တိုင်ပင်နိုင်တဲ့သူငယ်ချင်းကောင်းတွေဖြစ်လာခဲ့ကြတယ်ဒီနေ့မှာတော့မင်းကလေးကမုန်းကိတ်လေးတစ်လုံးကိုတဲပြီးမင်းသားလေးကိုအန်ကြပျော်ရှင်စေခြင်းတဲ့အတွက်ခိုးကြောင်ခိုးဝက်တက်လာခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲနန်းတွင်းထဲကမိမဆိုးတွေပြဿနာလာရှာနေတာနဲ့တိုးသွားခဲ့တယ်သူတို့တွေဟာနန်းတွင်းထဲမှာစားကျွင်းစားကြံအယိုးတွေကိုတွေ့ရှိခဲ့တာကြောင့်မင်းသားလေးကနန်းတွင်းမိဖို့ဆောင်ကနေခိုးယူထားတာလို့တန်တရားဝင်ပြီးနှိပ်စက်ဖို့ရောက်လာကြတာပါသူ့ကိုပညာပေးဖို့အတွက်မိမဆိုးတွေဟာမင်းသားလေးကိုအရင်ကလိုပဲရိုက်နှက်နှိပ်စက်ကြတော့တယ်မင်းကလေးကဒါကိုမြင်ပြီးသူမနဲ့အတူပါလာတဲ့မိချစ်ကိုတုံးကခြံထဲကမျက်ခြောက်တွေကိုမိရှို့လိုက်တယ်နန်းတွင်းထဲမှာမိတွေထုံတောက်လောင်လာပြီးမှအဲ့ဒီစေခံတွေအလန့်တကြားထွက်ပြေးသွားကြတော့တယ်မင်းကလေးကရှောင်ရှက်မွေးနေ့မှာပျော်ရွှင်ပါစေကြည်စံငါမင်းအတွက်ဘာယူလာလဲဆိုတာရှောင်ရှက်လာတို့တွေဆူတောင်းပြီးကိမ့်မုံဖျောင်းတိုင်မို့ရအောင်ကဲအခုမျက်စိမိတ်ပြီးစိတ်ထဲကနေတိတ်တိတ်လေးဆူတောင်းလိုက်တော့မင်းသားကဆူတောင်းသမျှအကုန်ပြည့်မှာလားမင်းကလေးကအင်းမင်းတကယ်စိတ်ပါရင်ဆူတောင်းသမျှအကုန်ပြည့်မှာပေါ့မင်းသားလေးရဲ့မဲတော်ကကွယ်လွန်သွားခဲ့ပြီဖြစ်လို့သူကဒီကဘာပေါ်မှာဘာဆူတောင်းမှမရှိတော့ပါဘူးဒါပေမဲ့မင်းကလေးကတော့သူနဲ့မတူပဲ3 ရက် 3 ညပြောလို့မကုန်နိုင်တဲ့ဆူတောင်းတွေရှိနေခဲ့တယ်သူမကအင်စာတွေမလုပ်ချင်တယ်လို့စာမေးပွဲမှာလည်းပထမရကျင်တဲ့ကောင်းတဲ့တက္ကသိုလ်တက်ပြီးပိုက်ဆံတွေအများကြီးရှာချင်တယ်လို့ဆူတောင်းခဲ့တယ်မတိလိုက်မတိပါသားနဲ့သူတို့တွေညံ့တဲ့အထိအတူတူကစားခဲ့ကြတယ်မပြန်ခင်မှာမင်းကလေးကမိချစ်ကိုမင်းသားလေးကိုလက်ဆောင်ပေးခဲ့ပြီးကိုကာကွယ်ဖို့ပြောခဲ့တယ်အဲ့ဒီနောက်မှာလည်းငရုတ်ကောင်းစပါရေးနဲ့သူမကြိုက်တဲ့မုံတွေကိုပေးခဲ့တယ်ဒီလိုပျော်ရွှင်စရာနေ့ရက်တွေအများတန်းဆက်ရှိနေလိမ့်မယ်လို့ထင်ခဲ့ရင်တနေ့မှာတော့နန်းတွင်းမိန်တော်ရောက်ရှိလာခဲ့တယ်အေကီယောမင်းကနန်းတွင်းကိုမိရှို့ဖျက်ဆီးပြီးရေတွင်းကိုပါပိတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်ဒီအချိန်မှာမင်းမစိုးတွေကစစ်တီတွေကိုခေါ်ပြီးတက်ဖြတ်ဖို့ဝင်ရောက်လာခဲ့တယ်မင်းသားလေးဟာမျက်ရည်တွေနဲ့မင်းကလေးကိုရေတွင်းထဲကိုတွန်းချလိုက်ပြီးဒါဟာသူတို့နှစ်ယောက်ရဲ့နောက်ဆုံးခွဲခွာခြင်းဖြစ်သွားခဲ့တယ်သူမတို့မိသားစုဟာလည်းစီးပွားရေးခြေအနေကြောင့်တခြားမြို့ကိုပြောင်းရွှေ့သွားခဲ့ကြတယ်မင်းကလေးဟာစိတ်တန်ရာကြောင့်အဲ့ဒီတုန်းကအပျော်ဆုံးချိန်တွေကိုမေ့လျော့သွားခဲ့ရတယ်မျက်စိတမိတ်အတွင်းမှာပဲ9 နှစ်ကုန်ဆုံးသွားပြီးမင်းကလေးဟာတက္ကသိုလ်ပွဲရခဲ့တယ်သူမပစ္စည်းတွေတင်စင်ရင်မင်းသားလေးပေးခဲ့တဲ့ကြောက်စိမ့်ဆွဲပြားလေးကိုပြန်တွေ့ခဲ့တယ်အဲ့ဒီအပေါ်မှာရှောင်ရှက်ဆိုတဲ့စာလုံးနဲ့လုံးထွင်းထုထားတာကိုမြင်ပြီးအင်တာနက်မှာရှာဖွေကြည့်လိုက်တဲ့အခါဒီရှောင်ရှက်ဆိုသူဟာတမိုင်းမှာပထမဆုံးအကြိမ်ဖြစ်မိမိကိုနန်းတွင်းဟောင်းထဲမှာတင်ကြုတ်ဖို့အမိန့်ပေးခဲ့တဲ့အသက်25 နှစ်မှာကွယ်လွန်သွားခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အေကီယောမင်းတစ်ပါးဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ်သူမငယ်ငယ်တုန်းကမှတ်စုစာအုပ်ကိုပြန်ဖွင့်ကြည့်လိုက်ပြီးတော့မြေအောက်ခန်းငါမြေအောက်ခန်းကိုပြန်သွားမှဖြစ်မယ်အမှန်တရားကိုသိရှိနိုင်ဖို့အတွက်သူမဟာမိဘတွေကိုအရင်ကအိမ်ကိုပြန်ဝယ်ခိုင်းခဲ့ပြီးနောက်ရင်းနှီးပေမဲ့စိမ့်သက်နေတဲ့မြေအောက်ခန်းထဲကိုပြန်ရောက်လာခဲ့တယ်ရှောင်ဟေးမပြေးနဲ့လေဟေးမပြေးပါနဲ့ဆိုအားမေဘယ်တော့ကမြေအောက်ခန်းထဲမှာဒီလောက်တွင်းကြီးရှိနေတာလဲသူမရေတွင်းထဲကနေပြန်တက်လာတဲ့အခါမှာတော့ရှေးဟောင်းနန်းတွင်းစီကိုထပ်မံရောက်ရှိသွားခဲ့ပြန်တယ်ဒါပေမဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့သူမကတော့ဒီနန်းတော်ကြီးကိုရှေးဟောင်းရုပ်ရှင်ရိုက်ကွင်းတစ်ခုလိုပဲထင်မှတ်နေခဲ့တယ်သူမလျှောက်သွားရင်နန်းတွင်းစေခံတွေပြောနေကြတာကိုကြားလိုက်ရတယ်အိကီယာစတစ်နန်းတက်ကလေးကဒီနန်းဆောင်ကိုအထူးဂရုစိုက်ပြီးပြုပြင်ထိန်းသိမ်းထားတာကြောင့်တခြားတိကနန်းဆောင်တွေထပ်တောင်ပို့ပြီးခန်းနားနေခဲ့တယ်မင်းကလေးဟာသူတို့ပြောနေတာကိုနားမလည်နိုင်ခင်မှာပဲကောင်းကင်ကြီးတစ်ခုလုံးမိုးကြိုးတွေပစ်ပြီးမိုးတိထန်စွာရွာသွန်းလာခဲ့တယ်အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲနန်းတွင်းရဲ့အေကီယောမင်းဟာသူမရဲ့ရှေ့မှာရုတ်တရက်ပေါ်လာခဲ့တယ်အာလူကျော်ထုတ်ကိုကင်ထားတဲ့မင်းကလေးကိုကြည့်ပြီးအေကီယောမင်းဟာသူမဟာသူနဲ့ပေါင်းများစွာအသေးအတန်ရှာဖွေနေခဲ့တဲ့နှလုံးသားပိုင်ရှင်လေးဖြစ်မှန်ချက်ချင်းမှတ်မိသွားခဲ့တော့တယ်